Hello မင်္ဂလာပါရှင်ဒီနေ့မှာတော့ Border Traffic ရဲ့ GF 2900 model လေးမှာပါတဲ့ FFL လေးတွေကိုကြည့်ကြရအောင်နော်နှစ်ချောင်းမှုအလေးနဲ့အချီတိုင်းလေးပါနှစ်ချောင်းမှုအသုံးတဲ့အခါမှာအချီနှလုံးလိုအပ်တာကြောင့်အချီတိုင်းကိုလွင့်ရည်တဲ့တိုင်ပေါ်မှာတင်ပြီးသုံးပေးရမှာဖြစ်ပါတယ်အကူတော့ပုံမှန်သုံးနေကြနေရမှာထားသုံးပေးရပါမယ်ချုပ်ကြည့်ရင်တော့ချောင်းချောင်းလေးတွေကပုံမှန်ပြထားတဲ့ပုံစံမျိုးလေးတွေပါနောက်တစ်ခုကတော့ကျဲသီးဖောက်ပြီးလေးပါ GF 2900ကအော်တိုကျဲသီးဖောက်စနစ်ဖြစ်တာကြောင့်မိမိဖောက်ချင်တဲ့ကျဲသီးကိုပြီးနောက်မှာထည့်ပေးလိုက်ရုံပါပဲရှင်ဒါလေးကတော့ခွေးသားဖိတ်ကိုဖုံးပြီးတဲ့အပြားလေးပါဒါလေးကတော့ကျဲသီးတက်ပြီးလေးပါကျဲသီးတက်တဲ့အခါမှာသူတို့နှစ်ခုကိုတွဲသုံးပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဖီတက်တဲ့ပြီးလေးပါပြီးတော့ဒါဖတ်တူပြီးလေးလည်းပါပါတယ်ဒါကတော့စကူဒရိုင်ဗာလေးပါနောက်ဖုန်းအနေနဲ့လူရင်3ခုနဲ့အပူ3ချောင်းလဲပါပါတယ်ဒီဖက်ကလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့အောက်ကချင်းဝါလေးထဲမှာဝယ်ယူနိုင်ပါတယ်ရှင်